သိချကြောက်တဲ့ရဲဆိုတာဗာလဲလက္ခဏာတွေရောဘာတွေရှိလဲဘယ်လိုကုသလို့ရမလဲအားလုံးပဲမင်္ဂလာပါကျွန်မကတော့ဒေါက်တာဖြူပါသိချကြောက်တဲ့တာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေပေးချင်ပါတယ်သိချအိတ်ဆိုတာကတော့ဒီအသေးအောက်မှာရှိတဲ့တစ်တော်ဒီပုံစံအိတ်လေးပေါ့နော်သူရဲ့အလုပ်ကတော့အသေးကနေဒီစစ်ထုတ်လိုက်တဲ့စာချေရည်တွေကိုအဓိကတူလောင်ပေးတာပေါ့နော်သိချကြောက်ဆိုတာကတော့ဒီသိချအိတ်ထဲမှာတူလောင်ထားတဲ့အစာချေရည်တွေသိချအရည်တွေကဒီအစီလေးတွေနဲ့ဒီသက်စားတွေနဲ့ပေါင်းဆက်ပြီးတော့မှနေထိုင်ပြီးကြောက်လေးတွေဖြစ်သွားတာပေါ့နော်ဒီပြားရည်ထဲမှာတကြားခဲသလိုပုံစံပေါ့နော်သူရဲ့ site ကကြတော့ဒီတဲလိုမျိုးအမုံမုံလေးတွေကနေပြီးတော့မှဒီကောက်တိအရွယ်ထိရှိနိုင်တယ်တစ်လုံးနဲ့လည်းဖြစ်နိုင်တယ်လို့အများကြီးလည်းဖြစ်နိုင်တယ်ပေါ့နော်သိချကြောက်ကသိချကြောက်ရှိရဆိုရင်လက္ခဏာတွေပါပြီးပြတယ်လေပေါ့များသောအားဖြင့်ပေါ့နော်80%လောက်ကတော့ဘာလက္ခဏာမှမပြပါဘူးလက္ခဏာပြတယ်ဆိုရင်တော့ဘာတွေပြလဲဆိုရင်ဒီဘိုက်နာတွေပေါ့နော်ဒီ one bite အပေါ်ပိုင်းညာဘက်မှာဘိုက်နာတက်တယ်ဘိုက်အောင်တက်တယ်အထူးသဖြင့်ဒီအစီတွေစားလို့ရှိရင်ပိုပြီးအောင်တက်တယ်အောင်နေဆိုလို့ရှိရင်လည်းဒီမိနစ်30ကနေပြီးတော့မှနာရီပိုင်းလောက်ထိအောင်နိုင်တယ်ပြီးတော့ပျောက်သွားတယ်ပေါ့ဒီလိုလက္ခဏာတွေရှိတယ်ဆိုရင်တော့ဆရာဝန်ပြဖို့လိုအပ်မယ်ဘိုက်အောင်နာကမခံမရနိုင်အောင်တယ်စတိုက်အောင်တယ်မပျောက်သွားဘူးပေါ့နော်ပြီးလို့ရှိရင်ဖျားလာတယ်ချမ်းသာတုံနာတွေရှိမယ်အသားတွေဝါလာတယ်စီးရောင်တွေရင်လာမယ်ပြီးရင်ဝမ်းရောင်ရတယ်ဖြော့သွားမယ်အဲ့လိုလက္ခဏာတွေရှိတယ်ဆိုလို့ရှိရင်တော့ဆရာဝန်ချက်ချင်းပြဖို့လိုမယ်သူကကြတော့ဒီသိချီအိတ်ပိုးဝင်နေပေါ့နော်ပြီးရောင်နေအဲ့ဒီလက္ခဏာတွေဖြစ်နိုင်တယ်ပြီးလို့ရှိရင်ဒီသိချီကြောက်လေးကသိချီအိတ်ကနေပြီးတော့မှပြုတ်ထွက်သွားပြီးတော့မှသိချီပြုံမှတော့ပိတ်နေတာအဲ့ဒါတွေကြောင့်ဖြစ်နိုင်တယ်ပေါ့နော်သိချီကြောက်ရှိမှဘယ်လိုသိနိုင်မလဲပေါ့အဲ့ဒါ ultrasound ရရင်သိနိုင်ပါတယ်ဘိုက်ကို ultrasound ရိုက်လိုက်ရင်ပေါ်တယ်ပေါ့နော်သိချီကြောက်ရှိမရှိဘယ်လိုတွေမှာသိချီကြောက်ဖြစ်ဖို့ပို့ပြီးတော့မှများမလဲပေါ့အမျိုးသမီးတွေမှာပို့ပြီးတော့အဖြစ်များတယ်အထူးသဖြင့်ဒီကိုဝင်ဆောင်မျိုးသမီးတွေဒီတတိသားစေးတောက်နေတဲ့အမျိုးသမီးတွေမှာပို့ပြီးဖြစ်တတ်တယ်အသက်40အထက်ရှိတဲ့လူတွေမှာလည်းဖြစ်တယ်အဝလွန်တဲ့လူတွေမှာလည်းဖြစ်တတ်တယ်ပြီးရင်ဒီဝိတ်ချတဲ့လူပေါ့နော်ဝိတ်ကိုဒါအမြန်ကြီးချလိုက်တဲ့လူတွေပြီးရင်မိသားစုတွေမှာသိချေချောက်ရှိတယ်ဆိုလို့ရှိရင်လည်းဒီသိချေချောက်ဖြစ်ဖို့ chance များတယ်ပေါ့နော်သိချေချောက်ကိုဘယ်လိုကာကွယ်လို့ရမလဲပေါ့အကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားမယ်အမြင်များတဲ့အစားအစာတွေပြီးရင်အသီးနှံအသီးရွက်တွေအဲ့ဒါတွေစားမယ်ပြီးရင်လေ့ကျင့်ခန်းကိုယ်လက်လှုပ်ရှားမှုတွေပုံမှန်လုပ်မယ်ဝေးချတယ်ဆိုရင်လည်းတအားကြီးချက်ချင်းကြီးကြသွားအောင်မလုပ်ဘဲနဲ့ဖြည်းဖြည်းချင်းစီချမယ်ပေါ့နော်ကျန်းမာတဲ့ကိုယ်လေ့ကျင့်ကိုထိန်းမယ်ပေါ့နော်စသဖြင့်ကာကွယ်နိုင်တယ်ဘယ်လိုကုသလို့ရမလဲပေါ့နော်ကဲ၍လက္ခဏာဘာမှမပြဘူးကိုယ်ဘာဒုက္ခမှမပေးဘူးဆိုလို့ရှိရင်တော့ဒီတိုင်းပဲထားလို့ရတယ်ဒီတိုင်းပဲစောင့်ကြည့်လို့ရတယ်အကယ်၍ဒီပိုက်တွေနာလာတဲ့လက္ခဏာတွေစပြလာတယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးကုသနည်းကတော့ဒီသိချေအိတ်ကိုထုတ်ရတာပေါ့နော်ထုတ်တဲ့နေရာမှာသူက2မျိုးရှိတယ်ပေါ့နော် open surgery ခေါ်တဲ့ဒီပုံမှန်ရိုးရိုးခွဲတဲ့ဟာပေါ့သူကတော့ဒီဘိုက်မှာပဲခွဲတယ်ခွဲပြီးတော့မှသိချေအိတ်ကိုထုတ်တယ်သူကဒဏ်ရာနည်းနည်းကြီးတော့ကြတော့ဆေးရုံတက်ရတဲ့ရက်ပိုများတယ်လူနာနလန်ထချိန်လည်းနည်းနည်းပိုပေးရတယ်ပေါ့နောက်တစ်ခုကကြတော့မှန်ပြောင်းနဲ့ခွဲတာပေါ့နော်မှန်ပြောင်းဆိုတာကတော့ဒီဘိုက်မှာအပေါက်လေးတွေဖောက်ပြီးတော့မှမှန်ပြောင်းကိုထည့်ပြီးတော့မှအဲ့မှန်ပြောင်းလေးနဲ့သဲချေအေးကိုထုတ်တာခွဲရတဲ့ဓာတ်ရလည်းသေးတော့လူနာကလည်းနလန်ထဝုန်းမြန်နဲ့ဆေးရုံတက်ရတဲ့ရက်လည်းပိုနေတယ်ပေါ့နော်ဒီသဲချေအေးကိုထုတ်လိုက်တယ်ဆိုလို့ရှိရင်ပုံမှန်လူတစ်ယောက်လိုနေနိုင်သလားပေါ့နော်အဲ့ဒါကတော့အများဆုံးအဖြစ်သိချင်ကြတယ်ပေါ့နေနိုင်ပါလေဒီသဲချေအိတ်ကိုထုတ်လိုက်ပြီးမယ်လေအသေးကဒီအစာချေရည်ကိုသူကဆက်ပြီးတော့မှထုတ်ပေးနေစေပဲပေါ့နော်ဆက်ပြီးထုတ်ပေးနေတယ်ဒါပေမဲ့တိုးလောင်တဲ့သဲချေအိတ်တော့မရှိတော့ဘူးပေါ့နော်ဒီထုတ်လိုက်တဲ့အရည်တွေကတခါတည်းဒီဥတွေကိုစီစဉ်သွားတယ်ဒီအစာချေတဲ့ပုံစံအနေငယ်ပြောင်းလဲသွားနိုင်ခြင်းရှိပေမဲ့လေပုံမှန်လူတစ်ယောက်လိုပဲနေနိုင်ပါတယ်ဒါကတော့ဒီသဲချေချောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးလိုက်တာဖြစ်ပါတယ်ကို့မှာလက္ခဏာတွေပါရှိနေတယ်ဆိုရင်တော့နီးစပ်ရဆရာဝန်ကိုပြနေတဲ့ဆရာဝန်နဲ့တိုင်ပင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်